လူတစ်ယောက်ဟာအရန်လုံးမင်းဝလုံးနဲ့သူ့အလေးချိန်ကကီလို300တောင်ကျော်တယ်သူဟာနေ့စဉ်တိုင်းရက်စားပြီးစားပြီးမဲ့သူ့အလေးချိန်လုံးဝမကြောက်ဘူးတနေ့မနေ့ခင်မှာသူလမ်းပေါ်သွားနေတယ်အဲ့ဒီအချိန်မှာထူးဆန်းတဲ့အဖိုးတစ်ယောက်သူ့စီလာပြီးသူ့မျက်လုံးကိုညှင်းသားစွာထိလိုက်တယ်အဲ့ဒီအချိန်မှာလူကဘာမှနားမလည်ပဲအိမ်ကိုပြန်သွားတယ်အိမ်ရောက်တဲ့အခါသူ့ခန္ဓာကိုယ်ကပေါ်ပါသွားတယ်လို့ခံစားလိုက်ရတယ်ကားပေါ်တက်ပြီးကိုယ်လေးချိန်တိုင်းကြည့်တဲ့အခါအံ့အားသင့်သွားတယ်သူ့အလေးချိန်15ကီလိုကျော်သွားပြီးအစပိုင်းမှာသူဒီအကြောင်းကိုအလေးနဲ့မထားမိဘူးသူ့ရဲ့တိုင်းရက်ကနောက်ဆုံးတော့အလုပ်ဖြစ်သွားပြီးထင်လိုက်တယ်သူအရန်ပျော်သွားပြီးသူ့မိမကကြွားလိုက်တယ်ကြီးစံကအလေးချိန်ကျသွားပြီလို့ဒါပေမဲ့15ရက်ကြာမှသူ့မိမတခုခုထူးဆန်းတယ်လို့ခံစားလိုက်ရတယ်လူရဲ့အလေးချိန်ကစက်တိုက်ကျနေပြီးရက်တက်မှုမရှိဘူးအခုခါမှာလူလဲသူ့ပေါ်တခုခုမားနေပြီလို့စိုးရိမ်လာတယ်စုံစမ်းကြည့်တဲ့အခါအဲ့ဒီအဖိုးကိုဘယ်မှာနေလဲဆိုတာသိလိုက်ရတယ်အဲ့ဒီညမှာပဲကားနဲ့သူ့အိမ်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်တာနဲ့အဖိုးရဲ့သမီးငယ်ကသူ့ပေါ်အော်ဟစ်လာတယ်ဒီလူပဲငါအမကြီးကိုကားနဲ့ချင်းမုန်းတက်ဖြစ်သွားတာလို့အမျက်ထွက်စွာပြောလိုက်တယ်ဒါပေမဲ့ဒီလူဟာဥပဒေရဲ့အခွင့်အရေးကိုအသုံးချပြီးကိုကတင်လိုက်လို့ဘာပြစ်ဒဏ်မှမရခဲ့ဘူးဒါကြောင့်သူ့အဖေကဒီလူကိုကျင်းစားတိုက်လိုက်တာပါလို့ပြောတယ်ဒါကိုကြားတော့လူသိစိတ်သွားတယ်ဘာလို့လဲဆိုတော့အမကတကယ်ပဲသူ့ဘက်ကဆိုတာသူသိနေလို့ပဲသူတိတ်တဆိတ်အင်ဂျီကိုမြောက်ပြီးပိန်နေတဲ့သူ့ဘက်ကိုပြလိုက်တယ်ဒါပေမဲ့အဖိုးနဲ့သူ့သမီးကသူ့ကိုနည်းနည်းများဂရုဏာမရှိကြဘူးအဲ့ဒီချိန်မှာအဖိုးကရှေ့ကိုထွက်လာပြီးဟုတ်တယ်ငါပဲဒီကျင်းစားကိုတိုက်လိုက်တာဒီလူဟာတည်တည်ထိဆက်ပြီးပိန်နေလိမ့်မယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့လူကြောက်သွားပြီးအဖိုးရဲ့ခြေထောက်မှာလက်ချတောင်းမှန်တယ်ဒါပေမဲ့အဖိုးကတိုးထုတ်လိုက်ပြီးဒီကျင်းစားကိုဘယ်တော့မှမဖြေဘူးငါမျက်စိနဲ့ဒီလူတရုတ်နဲ့တင်းနေတာကိုကြည့်ချင်လို့ပဲလို့ပြောလိုက်တယ်ဒါကိုကြားတော့လူရဲ့သဘောတဘာဝကရုတ်တရက်တောင်းသွားတယ်သူဒေါသတကြီးပြောလိုက်တယ်ငါတည်ရင်အဖိုးကငါနဲ့အတူခေါ်သွားမယ်လို့အဲ့ဒီနေ့မှာသူကဒေတာခံလူဆိုးကိုင်းဝင်တယောက်ကိုဖုန်းဆက်လိုက်တယ်အဲ့ဒီလူဆိုးကိုသူရင်ကကူညီမှုတယ်ဒါကြောင့်အဲ့ဒီလူဆိုးကသူ့ကိုကူညီဖို့သဘောတူသွားတယ်အဲ့ဒီညမှာပဲအဖိုးရဲ့မိသားစုအပြင်ထွက်ပြီးစားတော့ဖို့သွားနေတော့လူဆိုးကလူတွေနဲ့ရောက်လာပြီးတိုက်ခိုက်လိုက်တယ်တိုက်ခိုက်မှုမှာအဖိုးရဲ့မိသားစုဝင်အများပြားတည်ဆုံသွားပြီးသူ့သမီးငယ်ကိုလူဆိုးကဖမ်းဆီးလိုက်တယ်အခုခါမှာလူဆိုးကအဖိုးကိုချင်းချောက်လိုက်တယ်ကျင်းစာကိုမဖြေဘူးဆိုရင်မင်းသမီးကိုတတ်ပြစ်မယ်လို့အကြောင်းမဲ့အတင်းကြောင့်အဖိုးကကြအိမ်စာခီနီကိုပြောပြလိုက်တယ်သူစတော်ဘယ်ရီကိတ်မှုတစ်လုံးထုတ်လိုက်တယ်ပြီးတော့လူရဲ့လက်ကိုအနေငယ်ချစ်ပြီးသူ့သွေးကိုကိတ်မှုပေါ်ထည့်လိုက်တယ်အဖိုးကဒီကျင်းစာကနေလွတ်မြောက်ဖို့တခုတည်းသောနီလန်ကဒီကိတ်မှုကိုတခြားလူကိုကျွေးလိုက်ပါတာဆိုရင်ကျင်းစာကအဲ့ဒီလူစီကိုကူတော့လိမ့်မယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့လူရဲ့စိတ်ထဲမှာအနေအများတဲ့အစီအစဉ်တစ်ခုချက်ချင်းပေါ်လာတယ်သူ့မိမအင်းကြီးချင်းနဲ့သူ့ကိုသစ္စာဖောက်နေတယ်ဆိုတာသိသွားပြီးဒါကြောင့်ဒီကိမှုကိုသူ့မိမကိုပဲကျွေးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီညမှာသူ့ကိမှုကိုစပွဲပေါ်တင်လိုက်ပြီးမိမကိုငါရဲ့ကျင်းစာတည်သွားပြီလို့ပြောလိုက်တယ်နောက်တစ်နေ့မနက်မှာသူ့လိုလာတဲ့အခါသူ့မိမတည်ဆုံးနေတာတွေ့ရတယ်သူ့ကျင်းစာလည်းပြေးသွားပြီးဒါပေမဲ့အဲ့ဒီအချိန်မှာသူ့မျက်လုံးစလုံးလေးရောက်သွားတယ်အဲ့ဒီမှာပကံပြားနဲ့ချက်နဲ့ဆွနဲ့ချအောက်ရှိနေတဲ့ဒါဆိုရင်ကိမှုကိုတခြားသူပါစားထားပြီဆိုတဲ့အတိတ်ပဲအဲ့ဒီအချိန်မှာသူ့သမီးငယ်ကရှေ့ကိုထွက်လာပြီးအဲ့ဒီကိမှုကိုငါနဲ့စားခဲ့တယ်လို့ပြောလိုက်တယ်ဒါပြောပြီးကိမှုပိုင်းစားတစ်ခုကိုကောက်ယူပြီးထပ်စားလိုက်သေးတယ်ဒါကိုမြင်တော့လူဟာလုံးဝစိတ်တက်သွားတယ်သူ့ကိုယ်ပိုင်သမီးကိုပဲမတိမတာတက်မိသွားပြီလို့ခံစားလိုက်ရတယ်သူအရန်ဝဲနေသွားပြီးဆက်ရှင်တန်ချင်းစိတ်တောက်ဆုံးသွားတယ်သူကျင်းစားပါလေကိမှုကိုကိုယ်တိုင်စားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူကိမှုစားတော့မဲ့အချိန်မှာပဲတကားခေါ်တန်ညီလာတယ်တကားခွက်လိုက်တော့ရှေ့မှာသူ့မိမရဲ့ချစ်သူအင်းကြီးချင်းရဲ့နေတယ်ဒါကိုမြင်တော့လူကအပြုံးကြီးတစ်ခွက်ပြုံးလိုက်တယ်